အခုတခါပြန်လည်မျှဝေပေးခြင်းနဲ့အကြောင်းအရာလေးတွေကတော့ရုံးပရိသီစားသုံးခြင်းနဲ့ရရှိနိုင်တဲ့အဓိကအကျိုးကျေးဇူးလေးတွေကိုပြပြပေးခြင်းပါတယ်။ရုံးပရိသီဟာမိမိတို့မိဖို့ကြောင့်ထဲမှာအမြဲမြင်တွေ့နိုင်တဲ့လွယ်ကူရိုးရှင်းတဲ့အရာလေးဖြစ်လို့မျှဝေပေးခြင်းဖြစ်ပါတယ်။ကျန်းမာရေးကိုလည်းအကျိုးထိရောက်စွာဖြည့်ဆည်းပေးနိုင်ပါတယ်။ရုံးပရိသီစားသုံးခြင်းဖြင့်ရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့အစာချေစနစ်ကိုကောင်းမွန်စေခြင်း၊ဆီးချိုယောဂကိုထိန်းညှိပေးခြင်း၊ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးခြင်း၊နှလုံးကျန်းမာရေးကိုထောက်ပံ့ပေးခြင်း၊အယိုးများကိုသန်မာစေခြင်း၊အမြင်အာရုံကောင်းမွန်စေခြင်းဆိုပြီးတော့အကျိုးတွေအများကြီးဖြစ်ထွန်းစေပါတယ်ရှင်။ရုံးပရိသီကိုရေစိမ်တောက်ခြင်းအပြင်ကျန်းမာရေးအတွက်အများကြီးထိရောက်တဲ့နည်းလမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။အထူးသဖြင့်ညဘက်မှာရုံးပရိသီကိုထိတ်နဲ့အမီးဖြတ်ပြီးတော့အလဲကနေအစင်းချောင်းလေးတွေပေးထားပါပြီးရင်ရေဖန်ခွက်ထဲကိုညသိပ်စိမ်ထားပြီးမနေ့ကျရင်တောက်သုံးလို့ရပါပြီအဓိကရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့သွေးတွင်းတကြားဓာတ်ကိုထိန်းညှိပေးပါတယ်သွေးတွင်းတကြားဓာတ်ကိုထိန်းညှိပေးခြင်းမှာတော့ရုံးပရိသီရဲ့အဆေးမှာပါဝင်တဲ့ဓာတ်ပေါင်းတွေဟာဦးလန်းချောင်းကနေတကြားဆုပ်ယူမှုကိုနှိကွေးစေပါတယ်ဒါကြောင့်ဆီးချိုယောဂရှိသူတွေအနေနဲ့သွေးတွင်းတကြားဓာတ်ကိုထိန်းညှိပေးပါတယ်သွေးတွင်းတကြားဓာတ်တက်လွယ်သူတွေအတွက်အထူးကောင်းမွန်ပါတယ်အစာချေစနစ်ကိုကောင်းမွန်စေခြင်းမှာတော့အဆီးဓာတ်ဟာဦးလန်းချောင်းကိုချောမွေ့စေပြီးဝင်းချုပ်ခြင်းကိုသဘာဝအတိုင်းသက်သာစေပါတယ်ဥမာကြီးကျမရဲ့အတွက်လည်းအထောက်အကူပြုပါတယ်ကိုယ်အလေးချိန်လျှော့ချရမှာကူညီပေးခြင်းအတွက်ကတော့ရုံးပရိသီဟာရေမှာရုံးပရိသီရဲ့ရေဟာအမြင့်ဓာတ်တွေပျော်ဝင်တွေအများကြီးပါဝင်တာကြောင့်ဗိုက်ပြည့်နေသလိုခံစားစေရပြီးအစာစားခြင်းကိုထိန်းချုပ်ပေးနိုင်ပါတယ်အသားအရည်ကိုကြည်လင်စေခြင်းကတော့ရုံးပရိသီမှာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကျွဲဝါတာကြောင့်ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီးတော့အသားအရည်ကိုပုံမိုဆိုပြေလန်းဆန်းစေပါတယ်ကိုယ်ခံစွမ်းအားကိုမြင့်တင်ပေးခြင်းအတွက်ကတော့ဗီတာမင်စီနဲ့အာဟာရဓာတ်တွေရေထဲမှာပျော်ဝင်နေတဲ့အတွက်နေ့စဉ်တောက်သုံးပေးရင်ကိုယ်ခံအားကိုပုံမိုကောင်းမွန်စေတယ်လို့ဆိုပါတယ်ဒါအပြင်ရုံးပရိသီကိုရေစိမ်တောက်တာအပြင်အိမ်မှာထမင်းဝိုင်းမှာကြော်စားတာမျိုးတိုးစရာအနေနဲ့အသုံးပြုပြီးတော့ပြုတ်တိုးတာမျိုးအဲ့ဒါလေးတွေကိုလည်းအမြဲပြုလုပ်လို့ရပါတယ်ဝမ်းသွားရင်တော့ရုံးပရိသီဟာမိတ်ဆွေကောင်းပဲဖြစ်ပါတယ်ရုံးပရိသီကိုကြော်ချက်စားသုံးပေးခြင်းဖြင့်ဝမ်းချုပ်ခြင်းပြဿနာကိုအဆင်ပြေစွာလွယ်ကူစွာဖြေရှင်းနိုင်ပါတယ်ရုံးပရိသီစားသုံးရမှာတတိပြုရမယ့်အချက်ကလေးတွေလည်းရှိပါတယ်ရုံးပရိသီကိုရေစိမ်တောက်မယ်ဆိုရင်တေချာတန်ရှင်းစင်ကြယ်အောင်တေချာဆေးကြောပေးရပါမယ်နောက်တစ်ချက်ကနာတာရှည်ကြောက်ကက်ယောဂသည်တွေနဲ့ကြောက်ကက်မှာကြောက်တဲ့သူတွေကတော့ရုံးပရိသီစားသုံးခြင်းကိုအလွန်အကျွံမပြုလုပ်ရပါဘူးရုံးပရိသီအရေကိုတောက်သုံးရမယ့်အချိန်ကတော့မနက်စောစောဗိုက်ထဲမှာဘာမှအစာမရှိတဲ့အချိန်မှာတောက်ပေးရင်ပို့ပြီးတော့ကျမရဲ့အတွက်အကျိုးကျေးဇူးထူးစေပါတယ်အခုပြပြတာလေးတွေအတွက်အားလုံးပဲအကျိုးကျေးဇူးများမယ်လို့မျှော်လင့်မိပါတယ်ကျေးဇူးတင်ပါတယ်ရှင်ကျမရဲ့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်လည်း like and subscribe လေးလုပ်ပေးထားပါဦးနော်နောက် channel တွေမှာပြန်တွေ့ကြပါမယ်ရှင်